여러분 안녕하세요. 제가ဒီနေ့မှာတော့ကိုရီးယားဘာသာစကားရဲ့အသက်အတန်အကူပြောင်းနဲ့ပတ်သက်ပြီးတော့ရှင်းပြပေးသွားမှာဖြစ်ပါတယ်။အဲ့တော့အသက်အတန်အကူပြောင်းမှာဆရာတို့ဒီအများကြီးရှိရပေါ့နော်။သူအများကြီးရှိတဲ့ထင်မှာအခုဗီဒီယိုလေးကတော့အပိုင်း1အနေနဲ့စမှာဖြစ်ပါတယ်။ဆိုတော့ဆရာတို့တို့လိုက်ပြီးတော့ကြည့်လိုက်ရအောင်နော်။じゃあဆိုလို့ရှိရင်ပထမတစ်ခုလေးစပြီးကြည့်လိုက်ရအောင်နော်။ပထမတစ်ခုနံပါတ်1ကဘာလဲဆိုလို့ရှိရင်ဆရာအသက်ပါတဲ့စလုံးတွေရဲ့အနောက်မှာအသက်ပါတဲ့စကလုံးရဲ့အနောက်မှာအပြီးရှိပါကထိုစကလုံးရဲ့အသက်တန်ကိုကူးပြီးတော့ဖတ်ရမယ်ပေါ့နော်အဲ့တော့အသက်ပါရဲ့စလုံးရဲ့အနောက်မှာအပြီးရှိရဆိုရင်အဲ့ဒီအနေရာမှာအရှိကအသက်တန်ရဲ့အတန်ကူးပြီးတော့ထွက်ရမယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့ဒါအောက်ကဥမာလေးနဲ့အတူတူအတန်ဖတ်ကြည့်ကြည့်အောင်အဲ့ပထမတစ်ခုကကြတော့တလုံးချင်းစီဖတ်မယ်ဆိုလို့ရှိရင်မာအောဂါတမော့နောက်ကအောနောက်မှာယိုမော့အောယိုဒါကိုဆရာတို့ကဖတ်တဲ့အခါမှာဒီအောက်မှာဂါလေးရှိတယ်အနောက်မှာအလေးလာတယ်အဲ့ဒါဆိုရင်ဂါအတန်ကသွားကူးပြီးတော့မှအောနေရာမှာဂါကဝင်တော့ဘယ်လိုအတန်ဖြစ်သွားမှာလဲခေါ်ဆိုတဲ့အတန်ဖြစ်သွားမယ်ဟုတ်ပြီအဲ့ဒီတော့ကြောင့်မို့အရှိမဆိုတော့ဘာပဲကြံခဲ့မှာလဲဆိုရင်မောဆိုတဲ့စလုံးလေးပဲကြံခဲ့မယ်သူ့ကိုမောလို့ပဲဖတ်ပေးရမယ်မော့အဲ့လိုမဖတ်ရတော့အဲ့ဆိုတစ်ခုလုံးဖတ်မယ်ဆိုလို့ရှိရင်မောခေါ်ယိုဆိုပြီးဖြစ်သွားတယ်လိုက်ပြောကြည့်မယ်နော်မောခေါ်ယိုမော့ခေါ်ယိုမဟုတ်ဘူးမော်ခေါ်ယိုနောက်တစ်ခုဆက်ပြီးကြည့်ကြည့်အောင်စာအာရတဆိုင်အာယိုဒါတစ်လုံးစီဖတ်မယ်ဆိုဒီလိုအတန်အတွက်အဲဆိုဒီတစ်ချောင်းလုံးဖတ်ကြည့်မယ်အတန်ကူပြီးဖတ်ကြည့်မယ်ရလေးကအကိုသွားပြီးတော့ကူပြီးတော့မှရအာရာလေးဖြစ်သွားမယ်ဒါဆိုရင်ဟလားရာလို့ဖတ်ပြရမယ်အရှိမစာအာစာပဲကြံငယ်အတွက်ကြောင့်မလို့စာရာယိုလို့ဖတ်ရမယ်လို့ဖတ်မလဲစာရာယို잘했어요. 나도 ဆက်ပြီးကြည့်ကြည့်အောင်ဒါရတဒလအောယိုသူ့ကိုလည်းအတူတူပဲအနောက်မှာအပြီးလေးပါတဲ့အတွက်ကြောင့်မလို့ရာကအနေရာသွားကိုပြီးတော့မှဘယ်လိုတန်ဖြစ်မှာလဲဆိုတော့ရောဆိုတဲ့အတန်လေးထွက်ပြရမယ်အရှိမကဒါဒလေးကြံခဲ့မယ်ဖတ်ကြည့်မယ်ဆိုရင်ဒရောယိုဖတ်ကြည့်အောင်ဒရောယို너무 잘했어요. 나도 ဆက်ပြီးကြည့်ကြည့်အောင်ဆိုတော့ဒီဇက်ကားတွေထဲမှာဒါမှမဟုတ်အပြင်မှာပေါ့နော်မာချာယိုဒီလိုပြောတယ်တခုခုကိုထောက်ခံတဲ့အခါတခုခုကိုမှန်တယ်လို့ပြောတဲ့အခါမှာမာချာယိုပြောတဲ့စလုံးလေးကြားဖို့မယ်ထင်တယ်ပေါ့နော်အဲဆိုတော့အခုအဲ့စလုံးလေးကိုကြည့်ကြည့်အောင်ဘယ်လိုရေးထားလဲဆိုတော့အဲ့တော့မာအာဂျာတက်တလုံးနဲ့ဖတ်မယ်ဆိုရင်မတ်အနောက်ကအာယိုမတ်အာယိုသူ့ကိုဆရာကကူပြီးဖတ်မယ်ဆိုရင်ဂျာလေးရသွားကူပြီးတော့မှအာနေရာမှာဝင်တော့ဂျာဆိုတဲ့အတန်ဖြစ်သွားမယ်အရှိကတော့မာလေးပဲကြံခဲ့မယ်အဲ့ဒီတော့ကြောင့်ဖတ်မယ်ဆိုရင်မာချာယိုဖြစ်သွားတယ်နောက်တစ်လုံးဆက်ပြီးကြည့်ကြည့်အောင်ဆိုတော့ e ရှိတဲ့အောက်ကဘတ်တက်လေးတက်ထားတယ်အဲဆိုရင် ip တလုံးနဲ့အတန်တွဲဆိုရင် ip အော်ယိုအဲ့တော့ဘာလေးကအကိုသွားကူးပြီးတော့မှဆရာတို့ဘောဆိုတဲ့အတန်လေးဖြစ်သွားမယ်ဒါဆိုဘယ်လိုထွက်မလဲ e ဘောယိုအဲ့ထွက်ကြည့်အောင် e ဘောယိုဟုတ်ပြီအဲ့ဒီလိုမျိုးသုံးလုံးမဟုတ်ဘဲနဲ့ဆိုတော့နည်းလေးခက်လေးသွားကြည့်အောင်ပေါ့နော်အားတွေအများကြီးပါတယ်ဟာလေးကြည့်ကြည့်အောင်အဲ့တော့အောက်ကစလုံးလေးရကြတော့ဆရာတို့တစ်လုံးချင်းစီဖတ်မယ်ဆိုရင်မာအာစာတက်မတ်အီစာတက်အစ်အော်ယိုမတ်အီအော်ယိုအဲဆိုဒီလိုမပြောဘူးဘယ်လိုဖတ်ရမှာလဲအောက်ကစလေးကသွားကူးမယ်ဒီနေရာမှာစာအီရှီဆိုတဲ့တန်လေးဖြစ်သွားမယ်ဒီအောက်ကစလေးရဲ့ဘက်ကိုသွားကူးမယ်စောဆိုတဲ့တန်လေးဖြစ်သွားမယ်ဒါဆိုလို့ရှိရင်ဆိုဖတ်မယ်ဆိုရင်맛있어요 너무 맛있어요ဒါမျိုးပြောရလေ맛있어요ရတာရှိတယ်맛있어요ဒီလိုထွက်ပြရမယ်ဟုတ်ပြီဒါဆိုဆရာတို့ဒီလိုမျိုးတလုံးတန်လေးကူးပြီးရဲ့အခါမှာနောက်ထပ်နှလုံးအသက်နဲ့ကူးတဲ့အတန်လေးကိုသွားကြည့်ရအောင်နော်ဟုတ်ပြီဆရာတို့ဒီတလုံးတန်နဲ့ကူးတာကတော့စောနာအတိုင်းပဲကိုလေ့ကျင့်ထားရင်ရသွားပြီအခုဒီနှလုံးတန်မှာဆရာအသက်တန်နှလုံးဖြစ်နေတယ်နှစ်ခုဖြစ်နေတယ်ဘယ်သူအတန်သွားကူးရမလဲအဲ့ဒီခါမှာဆိုရင်ဘယ်လိုလုပ်ရမလဲကြည့်ကြည့်အောင်နော်ဆရာနှလုံးအတွဲအသက်တွေဖြစ်လို့ရှိရင်ဒုတိယမြောက်အသက်ရဲ့အတန်သွားကူးရမယ်ဒီလိုနှလုံးနဲ့ရှိတဲ့ခါမှာဒုတိယမြောက်တနည်းအားဖြင့်နောက်ဆုံးအသက်ရဲ့အတန်သွားကူးပြရမယ်ဒါဆိုရင်ကြည့်ကြည့်အောင် e ရှိတယ်ရာဂအသက်လေးတက်ထားတယ် e အော်ယိုဒါဆိုဘယ်သူတန်သွားကူးရမှာလဲဂါရဲ့အတန်လေးသွားကူးပြီးတော့ခေါ်ဆိုတဲ့အတန်ဖြစ်ပြရမယ်ခေါ်ယိုအဲ့ဆိုရှေ့မှာဆိုဘာကြံခဲ့မှာလဲ e ကိုရာတက်လေးကြံခဲ့မယ် il
အောက်ကရတက်လေးပါအောင်ပြန်ဖတ်ပြရမယ် il goyo ဖတ်ကြည့်အောင် il goyo il goyo ဒီလိုမျိုးအတက်တန်တစ်ခုချင်းစီပါအောင်ဖတ်ပြရမယ် il goyo နောက်တစ်ခုဆက်ကြည့်ကြည့်အောင်စာအာရာမအတက်ဆိုရင်ဒီမှာလေရာမမှာဘု து တန်သွားကူမှာလေဆိုတော့မအတန်လေးသွားကူတော့မအာမာဆိုတဲ့အတန်လေးဖြစ်ပြရမယ်ဒါပေမဲ့သူ့ရဲ့ရှိမှာဆိုတော့ဘာကြံခဲ့မှာလဲစာအာရတက်လေးကြံခဲ့တဲ့အတွက်ကြောင့်မလို့ sal ဆိုတဲ့အတန်ထွက်ပြရမယ် sal salmayo ဖတ်ကြည့်အောင် salmayo တူတူပဲအောက်ကဟာကြည့်ကြည့်အောင်ဂျာအော်ဂျောရာမတက်ကလေးရှိရယ်မာတန်သွားကူးမယ်မောဆိုတဲ့အတန်လေးဖြစ်သွားမယ်ရှိမှဗာလေးကြံခဲ့လဲဆိုရင်ဂျာအော်ရာတက်လေးကြံခဲ့တယ်အဲ့ဒီတော့ကြောင့်မလို့ဘယ်လိုတန်ထွက်ပြရမှာလဲဂျောလ်ဂျောလ်မောယိုဂျောလ်မောယိုထပ်ကြည့်ကြည့်အောင်ဘာအာရာဂတက်လေးရှိရယ်ဒုတန်သွားကူးမှာလဲခါတန်လေးသွားကူးမယ်ခါဆိုတဲ့တန်လေးထွက်မယ်အရှိမှဗာလေးကြံခဲ့လဲဆိုဘာအာရတဘိုင်ဆိုတဲ့တန်လေးကြံခဲ့ဘိုင်ဂါယိုအကြောင်းဘိုင်ဂါယိုဟုတ်ပြီနောက်တစ်ခုလည်းအတူတူပဲရာဘာတက်ကလေးသူတန်သွားကူးမှလည်းဘာတန်သွားကူးရင်ဘာအာဘာအရှိမဂျာအာရတဆိုတော့ဂျယ်ဂျယ်ဘာယိုဂျယ်ဘာယိုနောက်တစ်ခုနာအော်ရာဘာတက်လေးရှိရဲ့ဘာတန်သွားကူးမယ်ဘောဆိုပြီးဖြစ်သွားမယ်အရှိမနာအော်ရာတက်လေးကြံခဲ့တယ် nol nol boyo nol boyo 잘했어요တခါလေလိုက်ပြီးပြောကြည့်မယ်နော်အဲ့တော့ဆရာတို့ဒီဟာကတစ်လုံးအသက်ရဲ့နှလုံးအသက်ရဲ့အနောက်မှာအာနဲ့တွေ့တဲ့အခါမှာအတန်သွားကူးတဲ့နံပါတ်1အတန်ကူးနည်းလေးပေါ့နော်ဒါနံပါတ်1ဟုတ်ပြီအဲ့ဆိုလို့ရှိရင်နံပါတ်1လေးကိုရပြီဆိုရင်ဇာနောက်ထပ်နံပါတ်2လေးကိုထပ်ပြီးကြည့်ကြည့်ရအောင်နော်ဆရာနံပါတ်2လေးကိုကြည့်ကြည့်ရအောင်နံပါတ်2ကဘယ်လိုမျိုးလဲဆိုရင်ဇာအသက်ကပေါ့နော်ဟာတက်လေးဖြစ်နေပြီးတော့ဟာဖြီးလေးဖြစ်နေပြီးတော့သူ့ရဲ့အနောက်မှာအဖြီးနဲ့တွေ့တဲ့အခါမှာဆိုရင်အဲ့ဒီဟာတက်အတန်ကူးပြီးတော့ဖတ်ဆရာမလို့ဘူးလို့ပြောထားဆရာတို့အဲ့တော့စောနာလိုမျိုးပဲအတက်နေရာမှာဟာလေးဖြစ်နေရဆိုရင်အဲ့ဒီနောက်မှာရှိရဲ့အကိုအတန်ကူးဖတ်ဆရာမလို့ဘူးဒါဆိုဘယ်လိုပြောမလဲကြည့်ကြည့်အောင်ဂျာအိုဟာတက်ဂျုတ်အာယိုဒါဆိုကျတော့ပုံမှန်အတိုင်းဟာကြီးတွားကူးပြီးတော့မှဟာလို့ထွက်ဆရာလို့လားမလို့ဘူးလို့ပြောထားတာအဲ့ဆိုလို့ရှိရင်ဘာဖြစ်ရမလဲဆရာတို့ဟာတန်ကူးဆရာမလို့ဆိုတော့ဒီတိုင်းပဲဂျိုအာယိုပဲဖတ်ပြရမယ်ဂျိုအာယိုဟာတက်ဆိုတာကိုတချို့ကဒီအတန်ပြောက်လို့လည်းမှတ်ထားရမျိုးရှိတယ်ပေါ့နော်သူ့ရဲ့အတန်မရှိဘူးလို့မှတ်ထားရမျိုးလည်းရှိတယ်ဒါကိုအဆင်ပြေလို့မှတ်လို့ရတယ်ဆရာကတော့ဒီဟာတက်ပါလို့ရှိရင်အတန်တွားကူးဆရာမလို့ဘူးလို့ပဲပြောလိုက်ပြီပေါ့နော်အဲ့တော့ဖတ်မယ်ဆိုလို့ရှိရင်ဟာတက်အတန်လေးမပါဘူးဂျိုအာယိုပဲဖတ်ပြရမယ်ဂျိုအာယိုဂျိုအာယိုနောက်တစ်ခုတူတူပဲနာအောဟာတက် not နောက်ကအောယိုဒါဆိုသူ့လည်းပဲနော်အောယိုပဲဖတ်ပြရမယ်ဟာတန်သွားပြီးကူးစရာမလိုဘူးနော်အောယိုနိုအာယိုနိုအာယိုဒါကတစ်လုံးနဲ့အသက်တွေရှိတဲ့အခါမျိုးမှာခေဒါဆိုရင်ဒီလိုမျိုးဒီဘက်ကပုံစံမျိုးအသက်နှစ်ခုရှိတဲ့အခါမျိုးမှာဆိုရင်ဘယ်လိုလုပ်ရမလဲအဲ့တော့ဒီမှာအတူတူပဲဟာတက်တန်လေးကူးစရာမလိုဘူးခေအဲ့ဆိုတစ်လုံးချင်းစီအရင်ထွက်ကြည့်ကြည့်ရမာအာနာဟာတက်ဆိုရင် man man အာယိုဟာကသွားကူးစရာမလိုဘူးဆိုလို့ရှင်ဟာကိုခဏဖြုတ်လိုက်ဒါဆိုဘယ်သူလေးကြံလဲနာကြံတော့နာကသွားကူးပြရမယ်နာမာနာယိုနာသွားကူးတဲ့အတွက်ကြောင့်လို့ဆိုတော့ရှေ့မှာဘာပဲကြံခဲ့မှာလဲမာလေးပဲကြံခဲ့မယ်ဒါကြောင့်မလို့ဖတ်တဲ့အခါမှာမာနာယိုမာနာယိုနောက်တစ်ခုရာဟာအတက်ကလေးရှိတယ်ဟာကကူးစရာမလိုဘူးရာကသွားကူးပေးမယ်ရာအော်ရောဆိုတဲ့တန်လေးထွက်ပြရမယ်ဖတ်လို့ရှိရင်ရှိတော်ယိုအဲ့ဖတ်ကြည့်မယ်နော်ရှိတော်ယိုနောက်တစ်ခုကြည့်ကြည့်ရအောင်여러분အားလုံးသိထားပြီးသား괜찮아 괜찮아ကြည့်ကြည့်ရအောင်ဂဝေနာတခွင်ချာအာနာဟာတက်ကလေးလာတယ်ဟာကသွားကူးစရာမလိုနာကသွားကူးမယ်နာချာနာယို괜찮아요 괜찮아요 괜찮아요ရမယ်နော်အဲ့တော့ဆရာခုပြပြပေးသွားတာကတော့အသက်တန်ခုပြောင်းမှာနံပါတ်1နဲ့နံပါတ်2အပိုင်း1ဗီဒီယိုလေးပဲဖြစ်ပါတယ်ဆိုတော့လာမယ့်အပိုင်း2ဗီဒီယိုတွေမှာလည်းကျန်တဲ့အသက်တန်ခုပြောင်းလေးနဲ့တူတူပြန်လည်ဆုံတွေ့ကြပါမယ်အညော